န်နေပဲတော်သားလေးရှေ့ကတော့ပဲတော်သားလေးလိုက်ပါဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာထူးတဲ့ကောင်မောင်တင်တန်းလေးကြိုဆိုပါရစေဒါကတော့မြောက်ကလာကညီလေး2ယောက်ကျွန်တော်တို့ day 5မောင်းနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘယ်ရနေလာလဲဆိုတော့မြောက်ကလာတွေထွက်လာတဲ့YME point YME point တွေမှာကျွန်တော်တို့သူတို့မှလမ်းတိုင်းတောက်လျှောက်ဆင်းတယ်ပြီးတော့ကျွန်တော်တို့တောင်ကလာဘက်ကိုလာတယ်တောင်ကလာဝေဒနာလမ်းကနေတောက်လျှောက်ဆင်းလာတယ်ဆင်းလာပြီးတော့သူဝနာကြတော့ကျွန်တော်တို့ညာဘက်ချိုးပြီးတော့တောင်ဝေချက်ပဲစီးဘက်တောင်ဝေချက်ပဲစီးကနေမှကျွန်တော်တို့ပယ်ပြန်ချိုးပြီးတော့ပစုံတောင်ဘက်ကိုတက်လာတာဖြစ်ပါတယ်ခင်ဗျာဒါအခုလောလောဆယ်ရောက်နေတာတော့ကျွန်တော်တို့ရေကျော်လမ်းမပေါ်မှာဖြစ်ပါတယ်ပစုံတောင်ရေကျော်လမ်းမပေါ်မှာပါရေကျော်လမ်းမနေမှာကျွန်တော်တို့ဘယ်သွားမလဲဆိုတော့ဘုရားတော်ဖျားဝန်းနဲ့သွားပြီး parking train မှာဖြစ်ပါတယ်ခင်ဗျာတာလေးလိုက်ကိုရှိရကတော့သူပေးကွေးလိုက်ကွေးမှာသူပေးကွေးလိုက်ရတယ်သွားလေးနည်းနည်းလေးသွားလို့ရတယ်သွားနည်းနည်းလေးသွားဖြစ်ဘယ်လေးတင်လာဒါတော့ဘယ်တော့ရေကျော်လမ်းမပေါ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဘုရားတော်သွားမှာဖြစ်ပါတယ်ခင်ဗျာဘုရားတော်ကားဝန်းနဲ့ဘုရားတော်ကန်းလာပါဘူးနော်ကျွန်တော် parking သွား train မှာဖြစ်ပါတယ်ကျွန်တော်တင်တဲ့လို့အမယ်ဆိုရင် to the page ရဲ့ messenger သုံးဖို့ Viber နံပါတ်တွေနဲ့ဖုန်းနံပါတ်နဲ့လိပ်စာလေးပို့ပေးထားလို့ရပါတယ်ကျွန်တော်အိမ်ရောက်ဝယ်ဆောင်မှုရှိပါတယ်ခင်ဗျကျွန်တော် TikTok channel YouTube channel မှာလည်းကျွန်တော်တို့ဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားရဆိုရင် join လို့ရပါတယ်နော် related မှာခုံစင်းကျွန်တော်တို့သိချင်တဲ့မေးခွန်းလေးရှိရင်လည်းစာလေးပို့ပြီးမေးထားပေးပါကျွန်တော်တို့အထက်နိုင်ဆုံးအကုန်လုံး reply ပြန်ပေးနေပါနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ